နေ့ကတော့နေရလာတဲ့တင်နန်းသားလေးရဲ့ကစားခံကိုကြည့်ရအောင်ဒါကတော့မော်လမြိုင်နေပြီးတော့ကျောင်းကျောင်းသားနဲ့လာတင်တဲ့တင်နန်းသားလေးရဲ့ကစားရမယ်ဖြစ်ပါတယ်ဒီလိုပဲတိုင်းပညာကိုတင်ညာတက်မြောက်ခြင်းနဲ့ဆိုလို့ရှိရင်ဖြစ်တော့မှတစ်ဆင့်ဆက်သွယ်မြင်းမြတ်စုံစမ်းနိုင်တယ်လို့ဒီဘုတ်အကောက်ကနေပြီးတော့လည်းမြင်းမြတ်စုံစမ်းနိုင်ပါတယ်ကဲဒီနေ့တော့ဒီတော့ပါပဲ